ငှက်ပြောသည့်ချက်ဥပန်ကိတ်ငှက်ပြောသည့်မှာပိုတက်ဆီယမ်အမြင့်ဓာတ်နဲ့ဗီတာမင် D ကျွေးဝစာပါဝင်ပါတယ်ချက်ဥနဲ့ပေါင်းစပ်ပြီးအာဟာရပြည့်ဝတဲ့မနက်စာဒါမှမဟုတ်အစာပြေမုံအဖြစ်အလွယ်တကူလို့ကျွေးနိုင်ပါတယ်အကလုံးလုံးထဲမှာချက်ဥတစ်လုံးနို့50မီလီလီတာနဲ့ဂျုံမုံ25ဂရမ်တို့ကိုဖဲ့ပါအဖက်လူတွေမကျန်းအောင်တီချာနှက်ကြအောင်မှုပေးပါငှက်ပြောသည့်ကိုအခုံကွာပြီးဖပဝိုင်းဝိုင်းလေးလီးဖြတ်ထားပါဒေဝပြားကိုမီးနဲ့အပူပေးပြီးစီရနှဲငန်တုတ်လိမ့်ပေးပါလီးထားတဲ့ငှက်ပြောသည့်ဝိုင်းလေးတွေကိုဥဲမှညင်းညမ်းများစီထည့်ပါငှက်ပြောသည့်လေးတွေပေါ်ကိုအစင်သင်းဆက်ထားတဲ့ချက်ဥမုံနှစ်တွေကိုဖြည်းဖြည်းချင်းအနှံ့လောင်းထည့်ပေးပါဒေဝကိုဖုံးအုပ်ပြီးမီးအေးနဲ့ပဲအရှိန်နှဲငန်ထားပါနှစ်ဖက်လုံးရွှေဝေအောင်တန်းပြီးချက်သွားပြီဆိုရင်တော့ယူဘဝရှာလို့ရပါပြီအပြင်ကကြွရပြီးအတွင်းကနူးညံ့အိစက်နေတဲ့ဘောရရာရမ်းရွယ်ကူကြီးအချိန်မကုန်လို့မိမိတို့အတွက်အဆင်ပြေစီမှာပါခမအိမ်လုံးခောက်သေးပြားကြော်နီခောက်သေးပြားကြော်ဘူးဘလူးကြော်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာဒီနေ့မျှဝေပေးသွားမှာပါတရားတာကတော့ရှင်ငံဆက်နဲ့စင့်ဝင်နေပြီးအရန်စားကောင်းပါတယ်လုံနီကလည်းရီးတောက်ရတာတက်ပူလောင်လွယ်ပူပါသေးတယ်အရင်ဆုံးအိုးတွေကရေစုလာရင်စားနဲ့ငယ်တဲ့ပါပြီးရင်ဝယ်လာတဲ့ခောက်သေးပြားတွေကိုထည့်ပြုတ်ပါဒီလိုပြုတ်တဲ့အတွက်ခောက်သေးတွေကဥထဲမှာကပ်မနေတော့ပါဘူး3မိနစ်ကပ်ပြုတ်ပြီးခောက်သေးချက်ရင်ဆယ်ထုတ်လို့ရပါပြီအရေးကြီးဆုံးချက်ကတော့ဆဲပြီးတာနဲ့ရင်းရင်းနဲ့ချက်ချင်းစီးပေးရပါမယ်ဒေဦးရဲ့စီကူလာရင်ကျဲဥတုံးလုံးထည့်ပြီးအကြည်ကြော်ပေးပါကျဲဥချက်သွားရင်မိမိနှစ်သက်ရာဟင်းဒီဟင်းကများကိုထည့်ပြီးဒီပြင်းပြင်းနဲ့အသေးရွက်တွေနွမ်းယုံလေးချော်ပေးပါပန်းငံပြားကြီးအကြည်ဆုံးဝက်ပန်းငံပြားကြီးအနောက်နဲ့ခရုစီတစုံတို့ကိုထည့်ပါပြီးရင်ဆော့ဆော့ပပြုတ်ထားတဲ့ခုံသေးပီကိုထည့်ပါစားနှဲငယ်နဲ့တကြားတစုံထည့်ပြီးခောက်သေးတဲ့ရတာတွေစိတ်ဝင်တော့အောင်အဆက်မပြတ်မှုပြီးပါနောက်ဆုံးမှာတော့ခောက်သေးကြော်ရဲ့အသက်ဖြစ်တဲ့ရှာလကာရီကိုဇုံးဝက်ခန့်ထည့်ပြီးပါဒီလိုဆိုရင်တော့ရှင်ငံဆက်စီစီပိုင်ပိုင်နဲ့အရန်ရတာရှိတဲ့ခောက်သေးပြားကြိုတွေရပါပြီခင်ဗျာကလေးတွေအတွက်အာဟာရပြည့်အစုံကာရီဟင်းမေရူးနဲ့နွေရသီးလိုကလေးတွေခွင့်ပြုမှုမြန်တဲ့အချိန်မျိုးမှာကျွန်တော်ကတော့သမီးလေးအတွက်ဒီပစုံကာရီဟင်းကိုတစ်ပတ်2ကြိမ်လောက်အမြဲရှက်ပေးလေးရှိပါတယ်ပထမဆုံးအခွန်တော့ပြီးအတုံးလေးတွေတုံးထားတဲ့ဒဇွန်တွေကိုဒဲဝဲထည့်ပြီးအသားအယောင်ပြောင်းတဲ့အထိအရင်ကြော်ပေးပါဘလူးနေချက်သွားရင်ပကန်းတစ်ခုတည်းခဏဖယ်ထားလိုက်ပါဒဲဝဲထဲမှာချက်သွန်လေးကိုအရင်စီတက်ပါပြီးရင်တော့အတုံးလေးတွေတုံးထားတဲ့အာလူးနဲ့မွန်လာဦးနေတွေကိုထည့်ပြီးနှံ့အောင်မွေးပေးပါပစ္စည်းတွေမြုပ်သွားရုံလောက်ညင်နွေးကိုထည့်ပေးပါအရသာအတွက်ဆိုရင်တော့ဒီလိုအကင်းနံကာရီတုံးတုံးပဲလိုအပ်ပါတယ်ကလေးတွေအတွက်ဆိုရင်တော့မဆက်တဲ့မျိုးစားကိုရွေးချယ်ပေးပါနော်ပူးပုံးအုပ်ပြီးအာလူးတွေနူးသွားတဲ့အထိတည်ထားပေးပါအာလူးတွေနူးသွားပြီဆိုရင်တော့စောစောကကြော်ထားတဲ့မစုံတွေနဲ့ပန်းကော်ပြီးဇိမ်းလေးတွေကိုထည့်လိုက်ပါဟင်းရည်လေးပြစ်လာတဲ့အထိခဏလေးတည်ပြီးလိုက်ရုံပါပဲခင်ဗျာအရသာကတော့လက်ဆက်ပြီးစောရည်လေးကစိတ်ဝင်နေတာကြောင့်ထမင်းနဲ့နေစားရင်တလုတ်ချင်းစီတိုင်းမှာဂျင်းနဲ့မှုကိုရရှိစေမှာပါတူဘူးချက်ဝတ်သားကြော်ထမင်းမြေစီမှာဟင်းတစ်ဝက်ဖြစ်ပြီးလောက်ရတာလွယ်ကူရွှရှင်းပါတယ်ရှင်နေပုတ်ပတ်စုထဲမှာတူဘူးကြောက်တွေကိုထည့်ပါပြန်းသမျှကြီးအနောက်နှဲငယ်ထည့်ပြီးအယောင်လာအောင်ခဏပြုတ်ပေးပါပြီးရင်ရေးစစ်ထားပါခင်ဗျာဒဲဦးထဲမှာစီရင်နှဲငယ်ထည့်ပြီးဟိထားတဲ့ဝတ်သားတုံးတက်တာကိုထည့်ကြော်ပါဝတ်သားတွေကစီတွေထွက်လာပြီးအနှဲငယ်တင်းလာတဲ့အထိကြော်ပြီးပါဝတ်သားတွေကိုချက်ထုံကျူငရုတ်သီးနေနဲ့ငရုတ်သီးစိမ်းတွေထည့်ပြီးအနှံမွေးလာအောင်မှုကြော်ပြီးပါရေးစစ်ထားတဲ့တူဘူးကြောက်တွေကိုဒဲဦးထဲထည့်ပါဘင်းငံပြားကြီးအကြည်အနောက်ရှားနဲ့ဟင်းကမုံတို့ကိုရှိတ်ချပေါ့ငံပြီးထည့်နိုင်ပါတယ်မိပြင်းပြင်းနဲ့အမြဲမှုကြော်ပြီးပါနောက်ဆုံးမှာချက်သွန်မိတ်လေးတွေအုပ်ပြီးလိုက်ရင်တော့အရသာရှိတဲ့တူဘူးကြောက်ဝတ်သားကြော်လေးကိုရရှိပါပြီခင်ဗျာမှုအရသာဆုံးကြော်နီးနောက်တကထမင်းနေမဲ့ဟင်းကောင်းတစ်ခွက်ကိုစဉ်းစားမြဖြစ်နေရင်တော့ဒီမှုကြော်လေးကိုရှမ်းကြည့်ဖို့တိုက်တွန်းနေပါတယ်ခင်ဗျာအရင်ဆုံးမှုတွေကိုအချက်ပပလေးတွေလှိပြီးပါအယုတ်ဘွားစိမ်းကိုလည်းအမြင့်လေးတွေလှိထားပါယေစုလာရင်လှိကြတဲ့မှုတွေကိုထည့်ပြီး2မိနစ်ခန့်ပြုတ်ပေးပါစီးဘူးလာရင်ချက်သွန်ပြူဓာတ်ကရိုက်နဲ့ငရုတ်သီးစိမ်းဒါမှမဟုတ်ငရုတ်သီးနီတို့ကိုအနံ့မွေးလာအောင်အရင်ကြော်ပေးပါအနံ့မွေးလာပြီဆိုရင်ပြုတ်ထားတဲ့မှုတွေကိုထည့်ပါပန်းကမြားကြီးအကြည်ပန်းကမြားကြီးအနောက်ခရုစီစားနဲ့ချက်သားမို့နှဲငယ်စီထည့်ပါလှိထားတဲ့ငရုတ်ဘွားစိမ်းတွေကိုထည့်ပါငရုတ်ဘွားတွေချက်ပြီးအရသာနဲ့သားပြီဆိုရင်တော့အနံ့အရသာနဲ့ပြည့်စုံတဲ့ဟင်းတစ်ခွက်ရပါပြီခင်ဗျာအာလူကြောင့်ကျွတ်မွေးမွေးကြော်အာလူကိုပုံစံဆဆလေးနဲ့အရသာရှိရှိစားကျင်သူတွေအတွက်အပြင်ကကျွတ်ပြီးအတွင်းကနူးဟီနေတဲ့ဒီဟင်းနေရာလေးကအသင့်တော်ဆုံးပါပဲအာလူကိုအသက်ကန်ရှောင်းလေးများလိဖြက်ပြီးရေမှခဏစိန်ထားပါဒါမှအာလူမှပါတဲ့ကစီရက်တွေဆင်သွားပြီးကြော်တဲ့အခါပူမိုးချွတ်မှာပါရေစစ်ထားတဲ့အာလူချောင်းတွေတဲကိုကျဲဝက်နှစ်တလုံးထည့်ပြီးနှံ့အောင်နေပြီးပါဖြစ်ရင်ကစီတက်ကိုအာလူချောင်းလေးတွေမှာကတ်တော့အောင်
ကတ်တဲ့နေပါနောက်ဆုံးမှာနှမ်းပြူလေးဖြူပြီးအာလူတိုင်းမှာနှမ်းလေးတွေကတ်နေအောင်ထုလုပ်ပါဒဲဦးထဲမှာစီကိုပူပေးပြီးအာလူကြောင်းလေးတွေကိုတခြားမြင့်တီထည့်ကြောပါရွှေဝရောင်တမ်းပြီးကျွရလာပြီးဆိုရင်စီးစစ်ပြီးခဏဖယ်ထားပါဒဲဦးထဲမှာစီနဲ့ငယ်ရှမ်းပြီးနေုပ်ကောင်းသိနဲ့ငယ်ပြီးကြောက်တွေကိုအနံမွေးလာအောင်အရင်စီတက်ပါအနံမွေးလာရင်ကြော်ထားတဲ့အာလူကြောင်းတွေကိုဖြန်ထည့်ပါစားနဲ့ငယ်ကောင်းမှုကိုအပေါ်ကနေဖြူပေးပြီးအမြန်မှုကြိုပေးရပါမယ်နောက်ဆုံးမှာချက်တွန်ပိတ်လေးတွေဖြူပေးလိုက်ရင်တော့ဆွားကျင်တဲ့ဘွယ်အာလူကြိုလေးရရှိပါပြီခင်ဗျာချက်သားစီရွှမ်းအဆက်ကြော်စီရွှမ်းစတိုင်းအဆက်ကြော်လေးဖြစ်လို့ဟင်းကမွေးကြိုင်နဲ့မွေးလေးနဲ့ထမင်းမိန်ကြီးမဟင်းတစ်ခွက်ဖြစ်ပါတယ်ဒဲဦးထဲမှာစီနဲ့ငယ်တဲ့ပြီးတုံးထားတဲ့ချက်သားလေးတွေကိုထည့်ကြော်ပါချက်သားတွေကရည်တက်တွေကုန်သားပြီးအသားလေးတွေရွှေဝရောင်တန်းကတင်းလာတဲ့ထီကြော်ပေးပါကြော်ပြီးရင်တော့ခဏဖယ်ထားပါဒဲဦးထဲမှာစီအသည့်အနှဲငယ်ထည့်ပြီးချင်းချက်တွန်ပြူချက်တွန်မိတ်ငေဦးတီးချောင်းနဲ့စီရွှမ်းငယ်ကောင်းစီတို့ကိုထည့်ပြီးအနံမွေးလာအောင်စီတက်ပါပြီးရင်စီရွှမ်းဆာနှစ်တစ်စွန်းထည့်ပြီးအနှစ်ရအောင်မှွေပေးပါအစင်သိမ့်ကြော်ထားတဲ့ချက်သားတွေကိုအနှစ်တွေထဲဖြန်ထည့်ပြီးဓမအောင်မှွေပေးပါသင်းသမြားကြီးအနှဲငယ်ထည့်ပါပြီးရင်လိထားတဲ့ချက်တော်နီနဲ့ဘယ်လိုဒီဇိုင်းတွေကိုထည့်ပြီးဒီရွက်တွေနွမ်းယုံလေးခဏမှုကြော်ပေးပါအောင်ဆုံးမှာမြေပဲလော်နှမ်းဖြူနဲ့ဂျီယာမုံလေးတွေဖြူပေးပါချက်သားရဲ့ရတာဝင်အောင်မိပြင်းပြင်းနဲ့အမြန်မှွေပြီးရင်တော့မှုကြိုင်ဆက်ရှိနေတဲ့ချက်သားဆက်ကြော်လေးရရှိပါပြီခင်ဗျာ